ဘာလဲဒီလိုလိုပြစ်တာဒီလိုပြစ်တာအဲ့လိုထုတ်ပြောအဲ့လိုမဟုတ်ဘူးဒါတော့ပြစ်တာကြတယ်ပေါ့သူကလည်းအဲ့လိုလုံးရှင်နေတာဒီလိုနေဒီမှာသူ့ရဲ့လည်းကတော့ဒီတော့မှချက်လာကနေလိုက်ပါအောင်လေတဲ့ဒီကနေ့ကြောင်းနေတာဒီပေါင်းလို့အဲ့ဒါလိုစကားလေးမပြောဘူးဘာလို့လဲဘာလို့လဲအဲ့လိုပြောသိနေငါတော့မနေ့ကကျွန်တော်ဆုလာပြောဒီပြောလို့ဘာမှစဉ်းစားမိတာအဲ့တော့တိုင်းဆိုင်တော့ငါတို့ပြောပြမယ်ငါတော့ဆုလာပြောကိုယ်ကိုယ်စားခဲ့ကြတယ်လို့ကိုယ်ဒုက္ခပဲဒီလိုကိုယ်နေနေပြပညာလေးနဲ့နောက်လည်းငါတို့မှရှိတဲ့နော်ဒီကရှိတဲ့နော်ငါတို့ဗရီယာရဲ့ယုံလည်းမဟုတ်ဘူးလို့အဲ့တော့ကိုမိသားစုတွေလုပ်ကြစားလုပ်ကြတယ်အဲ့ဒါလေးတော့မပေးပါနဲ့လို့နော်မပေးဒီငါချောင်းနေရှိဒီငါချောင်းနေတာငါတို့လုပ်ခဲ့တာပါပြောဒီလိုပုံများလို့နော်ဒီလိုရလည်းရှိခဲ့ပဲဒီလိုရလည်းရှိခဲ့ပဲနော်ကျင်းရလည်းရှိခဲ့လို့မကျင်းရလည်းရှိခဲ့ပဲဒါပေမဲ့ဒီစားခဲ့ကြတာငါတို့တွေကတော့ဒီလိုတမိုးလေးကိုတော့အေးအဲ့တော့တမိုးလေးကိုတော့ဖြစ်နေတယ်နော်ဒီလိုဖြစ်နေတယ်အဲ့ဒီဘာကြောင့်တော့ငါလည်းမသိဘူးလို့ဒါပေမဲ့ချက်တဲ့ချိန်နော်ဟိုအတူတူရှိတယ်အခုဒီညာလေးတွေငါတို့လာတော့ရပါတယ်အဲ့တော့ကောင်းတယ်ဒီလိုငါမှပဲဆုလာတယ်ငါပြောတတ်ပါလေငါလို့ငါပြောပြမယ်ဒါပဲဒီစိတ်ကမှဇဝေကောင်ဖြစ်တော့ဒီစိတ်နဲ့တူတယ်ဒါပေမဲ့ဖြစ်တဲ့ချိန်ကျတော့ငါအဓိကဆိုလို့နေရတော့ဒီအလုပ်တမိုးထားတော့ငါတို့ဒီမှာဘူးမမဲဝင်ခဲ့ပြီးတော့အလုပ်တမိုးရှိတဲ့အကြောင်းလေးကိုပြောဖို့ဆိုတာဟိုဘာလို့ဆိုတော့ဟိုဘက်ကဟာမကြီးကငါဒီလိုလုပ်တော့ပဲဟိုဘယ်လိုလဲအဲ့တော့ငါတို့ကတွေးတာအဲ့လိုဖြစ်လိမ့်မယ်ဆိုတော့ဘယ်ဟာမှဓာတ်ကြီးနော်အဲ့တော့သူငါတို့အဲ့လိုတွေးတယ်လို့ပြောတာပဲနေရာဟိုဟာမှဖြစ်သွားတယ်ဒါမဲ့လို့လည်းသူ့အကြောင်းပြနေတယ်ဒီကလည်းပဲကျုံနေတူတာလည်းလောက်ရှာရတော့တယ်အေးလေဟိုသူ့ယောက်ျားလည်းပါမှာပေါ့လာနေတယ်ဟိုချိန်ယောက်ျားလည်းပါမှာသူ့ယောက်ျားလည်းအဲ့လိုပဲမိမအဲ့ဒီခါရှာတိတယ်လည်းလုံးရမလို့အဲ့လိုအဲ့တော့ငါတို့ကအဲ့ဒါစကားလေးသူ့မှာတော့နေပြောအေးဘာလဲဒီမိသားစုလိုနေကြတာနင်တို့နေလာတာပဲသူ့မျိုးဆိုတော့တော့ပဲပြောရဲဆိုရဲပြောခဏဆိုခဏနဲ့အဲ့လိုပေါ့နင်ပြောသလိုပေါ့အဲ့ရှိနေမယ်လို့ဟိုစားတာငါတို့စိတ်ထဲမှာတကယ်ပြောရဲဆိုရဲနင်ကိုတူမလို့ပါလေဟောဒီငါစကားပြောလို့စီတာဘုံကဘိုးဘိုးပြောအေးဘောရတာဟိုဘာလို့နေတော့သိပါနဲ့အဲ့ဒီဘောရတော့အဲ့တော့ဒီချိန်လေးခုနပြောလို့အဓိကတော့ချိန်လေးနေပြန်တော့အေးဆိုင်ငါကတော့ကလေးလာပေါ်လို့ပြည့်တဲ့ဆေးရမယ်